စကလုံးလေးတွေရဲ့လေးပြညာနာဆိုတာကသိတာဟုတ်ဒသနာဆိုတာကမြင်တာနောက်ကြရင်ဘာဝသိတာလဲလို့မေးတော့မှာဘာဝမြင်တာလဲလို့တစ်လုံးချင်းမေးတော့ပါအောင်နော်မှန်ပါဗျာဒါဆိုလို့ရှိရင်နံပါတ်5မှတ်တိုင်ကမက္ခညာနာဒသနာဝိသုဒ္ဓိနံပါတ်5မှတ်တိုင်ကမက္ခညာနာဒသနာဝိသုဒ္ဓိနောက်တစ်ခေါက်ပြန်လုပ်ပါဦးမက္ခညာနာဒသနာဝိသုဒ္ဓိနောက်တစ်ခေါက်မက္ခညာနာဒသနာဝိသုဒ္ဓိဟုတ်ပြီနံပါတ်6မှတ်တိုင်ကိုသွားလိုက်မယ်ဉာဏတဒနာဝိသုဒ္ဓိကတူးသွားပြီရှေ့မှာမက္ခရဲ့နေရာမှာပฏิပဒါဟုတ်လားမှန်ပါဗျာပฏิပဒါကတာတလင်းချင်းနဲ့ဥပကပတော့ဥပကဓာတုကြဓာပฏิပဒါညာနာဒသနာတော့စကလုံးလေးကပฏิပဒါတဘောညာနာတဘောဒသနာတဘောဝိသုဒ္ဓိယတဘောဆိုပြီးတော့တွဲထားတာနံပါတ်6မှတ်တိုင်ကပฏิပဒါညာနာဒသနာနောက်တစ်ခေါက်ပြန်ပြောပါဦးပฏิပဒါနောက်တစ်ခေါက်ပြန်ပြောပါဦးပฏิပဒါဟုတ်ပြီအောက်ကနံပါတ်9ကြတော့ညာနာဒသနာဝိသုဒ္ဓိပြန်ပြောပါဦးညာနာဒသနာဝိသုဒ္ဓိအယုံလေးပြပြလိုက်အခုသွားတာက5ရယ်6ရယ်9ရယ်မှတ်တိုင်လေးဖြတ်နေတာနော်ကဲနံပါတ်5နောက်တစ်ခေါက်ပြန်អော်ပေးဦးနံပါတ်6ပฏิပဒါနောက်တစ်ခေါက်ပฏิပဒါကိုယ့်ရဲ့စိတ်လေးကိုစကလုံးလို့ခေါ်တဲ့ရူပါယုံရဲ့အပေါ်ကိုရောက်ဖို့နော်နံပါတ်9ညာရောင်းမြန်ပြန်သွားမယ်နံပါတ်9ညာနံပါတ်6ပฏิပဒါနံပါတ်5နံပါတ်5နံပါတ်6နံပါတ်9ဒါတလို့ရှိရင်တက်ကနေမှတ်တိုင်တက်ကနေမှတ်တိုင်ခွန်တိဆိုလို့ရှိရင်အောင်ပြုလို့ရတော့မယ်နော်ရပါတယ်နံပါတ်1ရုံဘောပြောမှအာယုံရောက်နိုင်အောင်လို့နော်ဒီဟာကြတော့မြောင်သွားတာမဟုတ်စကလုံးရဲ့အပေါ်မှာရှိတဲ့ရူပါယုံပေါ့ဗျာအဲ့ဒီစကလုံးပုံစက်ရောက်မှနံပါတ်1သီလဝိသုဒ္ဓိပါဗျာသီလဝိသုဒ္ဓိပါဗျာနံပါတ်1သီလဝိသုဒ္ဓိပါဗျာနံပါတ်2စေတဝိသုဒ္ဓိပါဗျာနံပါတ်3ဒေတိဝိသုဒ္ဓိပါဗျာနံပါတ်4ပိဋကဝိတ္တနာဝိသုဒ္ဓိပါဗျာနံပါတ်5မေတ္တာနံပါတ်6ပฏิပဒါနံပါတ်9ညာနာဒသနာဝိသုဒ္ဓိပါဗျာအစဉ်အတိုင်းဆိုတော့ပါဠိစာပေကအနုလောမလို့သုံးတယ်ဒါ
ဒါကတစ်ကနေခွန်ထိအစဉ်တိုင်းဆိုတာကိုအနုလောမလို့ခွန်ကနေပြီးတော့ပြောင်းပြန်ပြန်ပြီးတော့တစ်ထီအောင်ပြန်သွားမယ်ဆိုရင်ပါဠိစာပေမှာကျတော့ပฏิလောမလို့သုံးတယ်ဘာလို့သုံးလဲပฏิလောမဒါဆိုဘုံဘုံတို့ပြောင်းပြန်ပြန်ပြီးတော့နမခွန်ညာအဲ့ဒီစကလုံးလေးရဲ့ပုံစက်ကိုရအောင်လုပ်နော်နံပါတ်6နံပါတ်5နံပါတ်4နံပါတ်3နံပါတ်2နံပါတ်1ကျေလောက်ပြီလားကျေဟုတ်ပြီစာရွက်လေးတွေပိတ်ထားတာမနံပါတ်3ဟောအေးပြင်းတယ်နော်နံပါတ်6နံပါတ်5နံပါတ်4နံပါတ်2စေရာဝိတ္တုပိပါဗျာဒါဆိုဘုဘတို့ဖြောင်းမြန်ပฏิလောမပြန်ရည်တွေ့လိုက်မယ်နံပါတ်9ညာနံပါတ်6ပฏิပဒါနံပါတ်5မေတာနံပါတ်4ကေကာနံပါတ်3ဒေတိဝိသုပိပါဗျာနံပါတ်2စေရာဝိသုပိပါဗျာနံပါတ်1ပိညာဝိသုပိပါဗျာကိုယ်အိမ်ရောက်တဲ့ခါကျတော့တတ်တတ်ကြီးမကြက်ပါနဲ့နန်းသွားရင်ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ငါသီလဝိသုဒ္ဓိရဲ့အပေါ်မှာ10ခါလောက်စိတ်ကိုထက်ကြည့်အောင်မယ်ကျန်တဲ့ကရောက်ကြည့်အောင်ရောက်ပါစိတ်နောက်တစ်ခါသတိရတဲ့ခါကျတော့ငါဘယ်ဟာလေးထက်ကြည့်အောင်မယ်ထက်ထားနိုင်တဲ့အချိန်မှာကိုယ့်ရဲ့စိတ်လေးကအဲ့ဒီစကလုံးရဲ့လို့ခေါ်တဲ့ဒုပါယုံရဲ့အပေါ်မှာယက်တည်နေတမာတိပဲနော်တင်ပါဟုတ်ပြီဘုံဘုံတို့အဝါပေါ့ဗျာမြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကနိဗ္ဗာန်ဆိုတဲ့လမ်းကသီလသမာဓိပညာ3မျိုးနဲ့သွားမယ်လို့ပြောခဲ့တာနော်မှန်ပါဘယ်နှမျိုးနဲ့3မျိုးပါဗျာသီလသမာဓိပညာအဲ့မှာမှတ်တမ်းရ3ခုရှိတာဟုတ်ဗျာဒီမှာကျတော့မှတ်တမ်းဘယ်နှခုတွေ့9ခုပါဗျာအဲ့ဒါတော့အဲ့ဒါလေးဘုံဘုံအပိုင်းလေးချပြသွားသမာဓိသမာဓိသီလသမာဓိဒါအုပ်စုခွဲပြီနော်ဒါဆိုလို့ရှိရင်3ရက်4ရက်5ရက်6ရက်9ရက်ကပညာကိုရဟန်းတော်တွေပြောနေတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောထားတဲ့သီလသမာဓိပညာဆိုဝိသုဒ္ဓိဆိုတဲ့စုတော်ကပြောမှဆိုရင်သီလသည်ဝိသုဒ္ဓိတစ်ပါးနဲ့ပဲဆက်ဆိုင်တယ်သမာဓိသည်စေတဝိသုဒ္ဓိနဲ့ပဲဆက်ဆိုင်တယ်ပညာဆိုတဲ့ဧရိယာထဲမှာကျတော့မှတ်တိုင်ဘုံဘုံတို့ဘယ်နှပြန်ဖြတ်ဒါမလို့သီလသမာဓိပညာဒီမှတ်တိုင်5ခုလေနော်သူကတခါတလေဘုံဘုံတို့အခုခေတ်ပေါ့နော်ဘုံဘုံတို့တရားထိုင်တဲ့အခါမှာကျတော့သီလသမာဓိပညာဆိုတဲ့ဒီမှတ်တိုင်မှာပဲလမ်းဆုံးရတာများပါတယ်ဒါတော့တရားမှာကံကောင်းလို့ရှိရင်ပေါ့ဗျာ
3-4ယောက်လောက်ကတော့ဒီမှတ်တိုင်ဒီရောက်